ကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်တိုင်းသိမှလောဘဒေါသငြိမ်းမှာကိုခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်တိုင်းမသိတော့ဒီခန္ဓာကိုယ်ရဲ့ပုံမှာဆွဲလန်းကြတယ်မမောကြတယ်အဲ့ဒီဆွဲလန်းမှုမမောမှုတွေကြောင့်ပဲဆင်းရဲဒုက္ခတွေဖြစ်ကြတာဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားဖို့အတွက်ဒီခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုလို့ဆိုတဲ့သမုဒယသစ္စာတဏှာလောဘကိုပယ်ရှားပြစ်ဖို့လိုတယ်ဆွဲလန်းမမောမှုဆိုတဲ့သမုဒယသစ္စာတဏှာလောဘကိုပယ်ရှားဖို့အတွက်ဒီခန္ဓာကြီးရဲ့အကြောင်းတွေကိုအမှန်တိုင်းသိဖို့လိုတယ်ဒီတော့ဒီခန္ဓာကြီးကဘယ်လိုသဘောရှိတော့ဒီခန္ဓာကြီးကမတည်မြဲတဲ့သဘောရှိတယ်အနိစ္စသဘောရှိတယ်စဉ်းစားကြည့်နော်ငွေပွားလာတဲ့အခုချိန်ထိအောင်အစဉ်နဲ့ပြောင်းလဲလာခဲ့တာကလေးလေးဘွားကနေတစ်နှစ်ပြီးတစ်နှစ်ပြီးဆုံးလာလိုက်တာအရွယ်မျိုးမျိုးကိုဖြတ်တန်းလာတယ်အရွယ်မျိုးမျိုးကိုဖြတ်တန်းလာရင်လည်းဒီရွယ်ထိရောက်လာခဲ့တယ်အဲ့ဒီလိုနဲ့ပဲဘဝတစ်ခုပြီးဆုံးသွားအောင်မှာပဲဒီမတည်မြဲတဲ့အနိစ္စသဘာဝကိုအသေးစိတ်သိမြင်ဖို့လိုတယ်အချိန်တိုင်းပြီးဆုံးလိုက်နေတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဖြစ်လာတဲ့သဘောတွေဟာပြီးဆုံးသွားနေတယ်ဖြစ်လာတဲ့သဘောမှန်သမျှဘယ်ဖြစ်ချင်းတရားမှတည်မြဲနေတယ်ဆိုတာမရှိဘူးယံကိဉ္စီသမုဒယဓမ္မတပ္ပန္တနိရောဓဓမ္မတိတဲ့ဘာတွေပဲဖြစ်လာတဲ့သဘောမှန်သမျှအကုန်လုံးချုပ်ပြောက်သွားကြမှာစဉ်းစားကြည့်နော်ဆိုကြပါစို့ဘဝမှာမြင်ရတယ်ဆိုတာတွေဖြစ်နေတယ်အဲ့ဒီမြင်တယ်ဆိုတာတွေကလည်းပဲမြင်ပြီးပြီးသွားတာပဲနောက်ထပ်အသစ်ထပ်ပြီးမြင်တာတွေဖြစ်တယ်အဲ့ဒီအသစ်ထပ်ပြီးတော့မြင်ရတာတွေလည်းတည်မြဲနေတာမဟုတ်သူလည်းပြီးသွားတာမြင်မှုတွေကထပ်ဖြစ်တယ်ဖြစ်တိုင်းလည်းပြီးဆုံးသွားတာအဲ့လိုပဲကြားရတာတွေလည်းကြားပြီးပြီးသွားတယ်နောက်ထပ်ပြီးတော့ကြားတယ်အဲ့ဒီအသစ်ထပ်ကြားရတဲ့သဘောကလည်းတည်မြဲနေဝင်မရှိဘူးသူလည်းပဲချုပ်ပြောက်သွားတာပဲဒီလိုနဲ့ထပ်ကြားတယ်ကြားတိုင်းပြီးဆုံးချုပ်ပြောက်သွားတာကြီးပဲမပြီးဆုံးနဲ့ကြားခြင်းဆိုတာမရှိပါဘူးအခုဦးဇင်းရဲ့နှုတ်ကထွက်နေတဲ့အသံတွေကိုကြားနေရတယ်အသံတွေကလည်းဖြစ်လာပြီးပျောက်သွားတယ်ဟောနောက်ထပ်အသံဖြစ်လာတဲ့အကြောင်းတွေကရှိနေတော့အသံတွေကထပ်ဖြစ်တယ်ဖြစ်တိုင်းတော့အဲ့ဒီအသံတွေကလည်းချုပ်ပြောက်သွားတာပဲအတန်လေးချုပ်ပြောက်သွားတဲ့အဲ့ဒီအတန်ကိုကြားတယ်ဆိုတဲ့သောတဝိညာဉ်ကြားသိသိလေးတွေဟာလည်းချုပ်ပြောက်သွားတာပဲအတန်နဲ့ကြားတဲ့သဘောလေးတွေချုပ်ပြောက်သွားမှုဟာသတိထားကြည့်မယ်ဆိုရင်အလွန်ထင်ရှားတယ်အဲ့လိုပဲဦးဇင်းတို့နတ်နေရတယ်အရာတွေစမ်းတော့ရတယ်တွေ့ထိမှုတွေဖြစ်တယ်တွေးကြံတွေဖြစ်တယ်ကိုဦးဇင်းပြောလိုက်တာ6မျိုးမြင်ခြင်းကြားခြင်းနှမ်းရှူခြင်းစားတော့ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းဒီ6မျိုးဖြစ်နေဘာတွေပဲဖြစ်တည်မြဲနေတယ်ဆိုတာမရှိဘူးအဲ့ဒီ6မျိုးဖြစ်နေတာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းဒီလိုတဘာဝတရားတွေဖြစ်နေတယ်ဒီခံစားချက်ဝေဒနာတွေဟာလည်းပဲတည်မြဲနေတာမဟုတ်သူတို့လည်းပဲဖြစ်ပေါ်လာပြီးတော့ချုပ်ပြောက်သွားကြတာပဲအဲ့လိုတည်မြဲမှုမရှိတာဒီခန္ဓာရဲ့သဘောအမှန်အဲ့ဒီသဘောအမှန်ကိုအမှန်တိုင်းသိအောင်လို့ဒီခန္ဓာကိုယ်မှာဘလို့သဘောတွေပဲဖြစ်လာဖြစ်တိုင်းသတိဝိရိယနဲ့သိနေအောင်ကြိုးစားနေရတာဒါကိုပဲတရားအထုတ်တယ်လို့ခေါ်တာပါပဲဒါကြောင့်ဘာတွေပဲဖြစ်တိုင်းသိအောင်ကြိုးစားနေရဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဘယ်သဘာဝတရားတွေကိုပဲဖြစ်သူ့အရှိသဘောတိုင်းသိနေအောင်ကြိုးစားရမြတ်စွာဘုရားကဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့ရှုတော်မျိုးစုံကနေရှုကြည့်နေဖို့သင်ကြားပေးထားတာဥမာအာနာပါနဆိုရပါစို့ဒီဝင်သက်ထွက်တဲ့ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသတိထားခိုင်းတယ်ဒီဝင်လေထွက်လေရဲ့ဝင်မှုထွက်မှုဟာဒီခန္ဓာကြီးရဲ့အလွန်ရေးပါတဲ့အစိပ်ပိုင်းတစ်ခုဒါကိုသတိထားပြီးတော့ရဇတ်သိနေအောင်ကြိုးစားရတယ်ဘုရားဆိုဘုရားကြီးသင်ပြပေးတဲ့အတိုင်းပြောရရင်တော့ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းနာရီပြတနေရာရဲ့ကိုထိခိုက်ပုတ်တက်ပြီးတော့ဝင်ထွက်သွားတယ်အဲ့ဒီထိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့ဒလဇက်ဖြစ်ပေါ်နေတဲ့ထိမှုသဘောလေးကိုဒလဇက်ပဲသိနေအောင်ကြိုးစားရတယ်ရိုးလေးပဲဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားရတယ်ထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားရတယ်ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းထိမှုသဘောလေးတွေဖြစ်တယ်အဲ့ဒီထိမှုသဘောလေးတွေဟာဒီခန္ဓာကြီးရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကထင်ရှားဖြစ်နေတဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီထိမှုသဘောကိုသိနေခြင်းအဖြစ်လည်းပဲဒီခန္ဓာရဲ့မတည်မြဲတဲ့အနိစ္စသဘောကိုနားလည်သွားနိုင်တာ
ဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားကြရထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားကြရဒီအလုပ်ဟာထိုင်နေတုန်းသာလုပ်လို့ရတာမဟုတ်လျောင်းဆက်နေတဲ့အချိန်မှာလည်းလုပ်လို့အဆင်ပြေတာပဲဝင်လေထွက်လေကိုသိဖို့ကြိုးစားတဲ့အခါမှာဦးဇင်းတို့ဝင်လေလေးဝင်သွားဖို့အားမဆိုင်ရအောင်ထွက်လေလေးထွက်သွားဖို့အားမဆိုင်နဲ့နော်ဝင်လေထွက်လေရဲ့ထိမှုကိုသာသိဖို့အားဆိုင်ရဝင်လေဝင်သွားဖို့အားမဆိုင်နဲ့ထွက်လေထွက်သွားဖို့အားမဆိုင်နဲ့ဝင်လေထွက်လေရဲ့ထိမှုကိုသာသိဖို့အားဆိုင်ရဝင်လေထွက်လေဆိုတာဒီခန္ဓာကြီးရဲ့အလိုလျောက်ဖြစ်နေတဲ့သဘာဝတရားကြီးတစ်ခုပဲမဝင်အောင်မထွက်အောင်အောင့်ထားလို့မှမရပဲကိုစဉ်းစားကြည့်နော်ဝင်ဖို့ထွက်ဖို့ဘာမှကြိုးစားစရာမလိုအိတ်နေတဲ့အချိန်မှာဝင်နေထွက်နေတာကိုစဉ်းစားကြည့်ပေါ့ဘာကြိုးစားရလဲသူ့ဘာသာသူဝင်ထွက်နေတာဒါကိုကိုကသိအောင်ကြိုးစားရဝင်လေဝင်တိုင်းထီတိုင်းသိနေအောင်ကြိုးစားရတယ်ထွက်လေထွက်တိုင်းထီတိုင်းသိနေအောင်ကြိုးစားရတယ်အဲ့ဒါလို့ကြိုးစားနေလို့ရှိရင်ဒီထိမှုသဘောလေးတွေဟာတတိပြီးတတိစဉ်ဆက်မပြတ်ဖြစ်ပေါ်သွားတယ်ဆိုတာကိုသိနိုင်တယ်ထိမှုသဘောအတစ်တစ်ခုဖြစ်လာတိုင်းသူ့အရင်ဖြစ်ခဲ့တဲ့ထိမှုသဘောတွေတစ်ခုပြီးတစ်ခုချုပ်ပြောက်လိုက်နေတယ်ဆိုတာကိုလည်းသိနိုင်တယ်ဒါဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့နိလန်းတွေကနိလန်းတစ်ခုပဲဒီနည်းနဲ့ကြိုးစားရင်လည်းပဲဒီခန္ဓာရဲ့အနိစ္စဒုက္ခအနတ္တသဘောတရားအမှန်တွေကိုအမှန်တိုင်းသိနိုင်တာဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ဤမျိုးစုံနဲ့ကြိုးစားရတာပဲဒီခန္ဓာကိုယ်ကြီးဟာသွားရထိုင်လျောင်းဆိုတဲ့ဣရိယာပုကြီးလေးမျိုးမှာတစ်မျိုးမျိုးနဲ့နေနေတယ်ဒါကိုလည်းအမှန်တိုင်းသိအောင်ကြိုးစားရမှာဒီလိုသိအောင်ကြိုးစားတဲ့နည်းကိုဦးဇင်းတို့သတိပဋ္ဌာန်ပါဠိတော်မှာဣရိယာပဋ္ဌပပဆိုပြီးတော့အထင်ရှားမြတ်စွာဘုရားဟောထားတာသွားနေရင်လည်းသွားနေတယ်လို့သိရမယ်သွားနေတဲ့အချိန်မှာခန္ဓာကိုယ်ကြီးရဲ့သွားနေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့အမှန်တိုင်းသိနေရမယ်ခြေဘဝနေခေါင်းထိတကိုယ်လုံးသွားနေတဲ့အချိန်မှာဘလို့ဖြစ်နေတယ်လဲဘယ်လိုလှုပ်ရှားနေတယ်လဲဒါကိုသတိထားပြီးတော့သိနေရမယ်သွားနေတဲ့အချိန်မှာခြေထောက်တွေဘလို့လှုပ်ရှားနေတယ်လဲခြေထောက်တွေကြွတက်လာပုံနေရှေ့လှမ်းလိုက်ပုံနေဖိပြီးနင်းချလိုက်ပုံနေဒီလိုနဲ့တလန်းပြီးတလန်းလှမ်းသွားနေတယ်ဒါကိုဖြစ်နေတဲ့အတိုင်းအသေးစိတ်တိနေရမယ်လက်တွေအာယူပြီးတော့လွှဲနေပုံနေလှုပ်ရမ်းနေတာတွေခြေလန်းတိုင်းခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားနေတာတွေသွားနေတဲ့အချိန်မှာတကူလုံးရဲ့ဖြစ်ပေါ်နေတဲ့အနေအထားမျိုးစုံကိုအသေးစိတ်သိနေအောင်ကြိုးစားရမြန်ကြီးမသွားနဲ့နော်အရန်နေကြီးလည်းမသွားနဲ့ပုံမှန်ထက်နည်းနည်းလေးနှိပ်ပြီးသွားရင်းနဲ့ကြိုးစားကြည့်နော်ဝိရိယထက်တန်နဲ့တစ်စက်သိနေအောင်ကြိုးစားကြည့်အဲ့လိုကြိုးစားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးရဲ့ရုပ်သဘာဝတွေကိုအမှန်တိုင်းသိမြင်လာမယ်လေးတဲ့သဘောတွေပေါ့တဲ့သဘောတွေလှုပ်ရှားရုန်းကန်နေတဲ့သဘောတွေထိမှုသဘောတွေဒီသဘောတရားတွေကိုသိလာမယ်ဒီသဘောတရားလေးတွေဟာလက်နဲ့ကင်ပြလို့ရတာမဟုတ်နော်မျက်စိနဲ့ကြည့်လို့လည်းမမြင်ရစိတ်နဲ့သာသိနိုင်တဲ့ပရမတ္ထသဘာဝတရားတွေပဲအဲ့ဒါလို့လေးမှုပေါ့မှုလှုပ်ရှားမှုထိတွေ့မှုစတာတွေကိုသိနေရင်းနဲ့အဲ့ဒါတွေရမတည်မြဲမှုအနိစ္စသဘောတွေကိုသိမြင်လာနိုင်တယ်အဲ့လိုအနိစ္စသဘောတွေကိုသိလာရင်ဒုက္ခသဘောအနတ္တသဘောဒါတွေလည်းသိလာမှာဒါတော့နေရင်နဲ့တရားရှုမှတ်နေတာဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းသွားပြီးတော့နေနိုင်တာတော့လည်းမဟုတ်ထိုင်ခြင်းလာတဲ့အခါထိုင်ရပြန်တာပဲကုံပေါ်မှာပဲဖြစ်ဖြစ်ကရင်ပေါ်မှာပဲဖြစ်ဖြစ်နော်တဏှာမှာထိုင်ရတယ်အဲ့လိုထိုင်နေရင်လည်းထိုင်နေတဲ့အနေအထားပေါ်မှာသိထားပြီးတော့သိနေအောင်ကြိုးစားရခြေချထိုင်မယ်ဆိုလို့ရှိရင်ခြေထောက်နဲ့မြေကြီးနဲ့ထိနေတဲ့ဒါကိုသိနေတယ်တင်မနဲ့အခင်းနဲ့ထိနေတဲ့လက်ကပေါင်ပေါ်တင်ထိုင်လဲလက်နဲ့ပေါင်နဲ့ထိနေတဲ့အဲ့ဒါတွေကိုသိနေရထိုင်နေတော့မှတကူလုံးဘလို့ဖြစ်နေလဲဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားရအဲ့လိုပဲဦးဇင်းတို့ရက်နေတဲ့အချိန်မှာလည်းပဲရက်နေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့နေရမှာသတိထားပြီးတော့သိနေရမှာရက်နေတဲ့အချိန်မှာတော့တကူလုံးရဲ့အလေးချိန်ကဦးဇင်းတို့ခြေပွားလေးတစ်ခုပေါ်ကိုရောက်နေတော့ခြေပွားနှစ်ဖက်မှာလေးတဲ့သဘောတွေထင်ရှားမှာပေါ့တကူလုံးအောက်ကိုဖိချနေတယ်လို့ဖြစ်နေတော့လေးလံတဲ့သဘောတွေခြေပွားမှာဖြစ်လာမှာပူလာတာတွေဖြစ်လာမယ်ဒါတွေကိုလည်းသိနေရဟုတ်လေဖျားလေးတွေမှာသွေးတိုးလို့တင်းနေတာတွေကြက်နေတာတွေလေးနေတာတွေဒါတွေကိုလည်းသိလာနိုင်တယ်ရက်ပြီးတော့တလေးနေပြီးတော့ဒီခန္ဓာမှာဘလို့သဘောတွေထင်ရှားနေတော့ဖြစ်နေတော့တတိလေးထားပြီးတော့နေကြည့်ပေါ့
ရက်နေတဲ့အချိန်မှာရက်နေတယ်လို့အမှန်တိုင်းသိနေရမယ်ဆိုတာလေးကိုပို့ပြီးတော့အဓိပ္ပာယ်ပေါက်တော့ကြိုးစားအထောက်ကြည့်ပေါ့ရက်နေုံနဲ့ပဲလေဒီခန္ဓာကိုယ်ကြီးရက်ပြီးတော့လည်းအမြဲတမ်းနေနိုင်တာမဟုတ်နော်ခန္ဓာကိုယ်ကြီးပင်မလာတဲ့အခါညောင်းညာလာတဲ့အခါနော်လေအောင်ဆက်ရတယ်ဆိုတာကိုလုပ်ကြရပြန်တာပဲအဲ့ဒါလိုလဲလျောင်းနေတဲ့အချိန်မှာလည်းပဲဒီခန္ဓာကြီးရဲ့လဲလျောင်းနေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့သိနေရမှာပဲလဲလျောင်းနေဆိုတာအသက်သာဆုံးအနေအထားနဲ့နေနေတဲ့အချိန်လေးပဲအဲ့ဒီအချိန်မှာလည်းပဲဒီခန္ဓာကိုယ်ရဲ့ဖြစ်နေတဲ့အနေအထားတွေကိုအမှန်တိုင်းသိနေရမှာနော်ဒီခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းသိနေရခြေတော့ကနေခေါင်းအထိနေရာတော်တော်များများကြမ်းကင်းနဲ့ထိနေပက်လက်အနေထားနဲ့ကိုယ်အိတ်နေသလားတစောင်းအနေထားနဲ့အိတ်နေသလားခက်ကွေးကွေးလေးအနေထားနဲ့အိတ်နေသလားဘယ်လိုအနေထားနဲ့ပဲအိတ်နေအဲ့ဒါကိုသိနေအောင်ကြိုးစားရအဲ့ဒီတော့ဦးဇင်းတို့အနှစ်ချုပ်ပြီးပြောရလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအနေအထားမျိုးနဲ့ပဲနေအဲ့ဒါကိုဖြစ်နေတဲ့တိုင်းသိနေအောင်ကြိုးစားရယထာယထာဝပနတ္တကာယောပနိဟိတောဟောတိတထာနံပဇာနာတိတဲ့ဒီခန္ဓာကိုယ်ကြီးဘယ်လိုပုံစံနဲ့ဖြစ်နေတဲ့အတိုင်းတည်နေတိုင်းသိနေရမယ်လို့ဆိုလိုတာအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်နေတဲ့အတိုင်းသိနေအောင်ကြိုးစားကြရမှာဒါအလွန်သတိထားစရာကောင်းတဲ့ကမ္မထာနည်းပဲဘာလို့သတိထားစရာကောင်းတဲ့ကမ္မထာနည်းလို့ပြောရတာတော့လူအများစုကတရားအထုတ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာထိုင်ပြီးလုပ်နေတဲ့အချိန်လေးမှာပဲဝါယမစိုက်ကြနော်ဂယုတစိုက်ကြိုးစားကြထိုင်ရကနေထသွားပြီးထလာပြီးဆိုတာနဲ့သိပြီးဂယုမစိုက်တော့ဘူးတတိတွေကမထားကြတော့ဘူးအတိတွေကမကတ်ကြတော့ဘူးတတိလက်လို့ဖြစ်ကုန်ကြပြောတာကကြည်လေတရားထိုင်လို့အချိန်စီးပြီဆိုတော့ဘာပြောတော့တရားဖြုတ်ကြဆိုတရားဖြုတ်လိုက်တာနဲ့ဘာတွေဖြစ်လာမတရားတွေဝင်လာတာ哦တတိလက်လွတ်ဖြစ်သွားတာနဲ့အတွေ့တွေဝင်လာမယ်မဖြစ်ခဲ့တာတွေကိုတွေးမယ်မဖြစ်သေးတာတွေကိုတွေးမယ်မဖြစ်ချင်တာတွေတွေးမယ်မဖြစ်ချင်နေတာတွေတွေးမယ်အဲ့လိုအတွေ့တွေဝင်လာတဲ့နဲ့အဲ့ဒါကိလေသာကပါလာပြီအဲ့တော့တရားတွေကခဏခဏဖြုတ်နေတော့ဖြုတ်ထားတဲ့အချိန်တွေကလည်းများနေတော့အသိဉာဏ်ကဘယ်မြန်မြန်ဆန်ဆန်ဖြစ်တော့မလို့တရားတလဲမတရားတလဲသွားနေတော့မတရားတလဲတွေကလည်းများနေတော့တရားကအာမကောင်းတော့ဘူးပေါ့ဒါကြောင့်တရားမဖြုတ်ဖို့လိုတယ်နော်တရားကိုဖြုတ်တယ်ဆိုမှတော့ဘယ်ကောင်းမလို့ဒါကြောင့်တရားဖြုတ်ပြီးနေတဲ့အချိန်တွေမများစီပဲနဲ့တက်နိုင်ရင်တရားမဖြုတ်ဘဲနဲ့အချိန်တိုင်းဘာပဲဖြစ်နေဘလို့ပဲဖြစ်နေဒလဇက်သိနေမယ်ဆိုတဲ့မြင့်မြတ်တဲ့ခံယူချက်နဲ့ကြိုးစားကြရမှာဒလဇက်အတိဆက်နေအောင်တတိဆက်နေအောင်အဲ့လိုကြိုးစားနိုင်တဲ့လူတွေအသိဉာဏ်မြန်မြန်ရကြတာတရားအထုတ်တယ်ဆိုတာတကယ်တမ်းကအချိန်ကတ်သက်ချက်မထားရအောင်အိတ်နေတဲ့အချိန်ကလွဲလို့အချိန်တိုင်းမှာအထုတ်ရမှာနေရာကတ်သက်ချက်မထားရဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်အထုတ်ရမှာအနေအထားကတ်သက်ချက်မထားရဘူးဘယ်လိုအနေအထားမျိုးနဲ့မဆိုအထုတ်ရမှာအဲ့လောက်ကြီးတော့စွတ်သွေးမြဲကြီးလုပ်ဖို့တော့မလွယ်ဘူးနဲ့တူတယ်လို့အဲ့လိုမတွေးပါနဲ့နော်မြင့်မြတ်တဲ့အသိဉာဏ်ကိုရကျင်တယ်တကယ်ရကျင်တယ်ဆိုရင်တော့အဲ့ဒါဥစဉ်တို့ကြိုးစားကြရမှာနေရာတိုင်းအချိန်တိုင်းအနေအထားတိုင်းနော်သတိကပ်ပြီးတော့သိနေအောင်ကြိုးစားကြရမှာမဟာသတိပဋ္ဌာန်တော့တမ္ပဇင်ညပပပိုင်းမှာဟောထားတာလေးကြည့်ပေါ့အဘိက္ခံတွေပဋိက္ခံတွေတမ္ပဇာနာကာရီဟောတိရှေ့သွားတဲ့အခါမှာပဲဖြစ်ဖြစ်နောက်ဆုံးတဲ့အခါမှာပဲဖြစ်ဖြစ်သိလျက်နဲ့ပြုရမယ်တဲ့ဟောသိလျက်နဲ့ပြုရမယ်ဆိုတာလေးကိုသတိထားရှေ့သွားတာပဲဖြစ်ဖြစ်နောက်ဆုံးတာပဲဖြစ်ဖြစ်သိလျက်နဲ့ပြုရမယ်တဲ့အဲ့လိုပဲဦးဇင်းတို့တဲ့ကြည်တယ်တစောင်းကြည်တယ်ကိုယ်ရည်ဆန်းတယ်ဒါတွေကိုလည်းသိလျက်နဲ့ပြုရမယ်တဲ့ဟောတပိတ်သင်္ကန်းတွေကိုင်းတဲ့အခါစားတဲ့တောက်တဲ့အခါကျင်ကြီးကျင်ငယ်ဆွန့်တဲ့အခါသွားတဲ့ရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါနိုးတဲ့အခါစကားပြောတဲ့အခါစိတ်နေတဲ့အခါဘယ်လိုအခါမှာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတာကိုသိပြီးတော့ပြုရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာရိုးရိုးလေးပဲနော်ဘာပဲဖြစ်ဖြစ်သိလျက်ပြုရမယ်ဆိုတာလေးအလွန်တရာမှမှတ်သားစရာဘာပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုသတိလေးထားပြီးသိနေရမယ်လို့နားလည်ရမှာအဲ့လိုသိနေတဲ့အခါမှာသိပြီးသားတွေကိုထားခဲ့နော်သိစရာတွေကဒလဇက်ဖြစ်နေတဲ့အတွက်ဆက်ဖြစ်နေတာတွေကိုပဲသိနေရမယ်သိပြီးသားကိုပြန်မတွေးပါနဲ့ခုတင်လေးဖြစ်ခဲ့တာကိုတောင်းထားခဲ့ပါသူမရှိတော့ပါဘူးတဘာဝတရားတွေဆက်ဖြစ်နေတယ်အဲ့ဒါတွေကိုဖြစ်တိုင်းသိနေရမယ်ဒီလုပ်ငန်းစဉ်ကိုလွယ်တယ်လို့တော့ဦးဇင်းတို့မဆိုလိုပါဘူးလွယ်လဲတကယ်မလွယ်ပါဘူးဘာဖြစ်လို့မလွယ်တာလဲဆိုတော့
တတန်တရားလုံးမိမိရောရောပေါ့ပေါ့ဆဆနေခဲ့တဲ့အလေးကျင့်ဆိုကြီးကလွှမ်းမိုးထားလို့မလွယ်ဘူးလို့ဆိုချင်တာတတန်တရားလုံးမိမိရောရောနေခဲ့တယ်ဆိုတာတဲ့အခုကိုသိနိုင်တဲ့ဒီဘဝမှာကိုပဲကြည့်လေခပ်ပေါ်ပေါ်ဖြစ်တယ်လို့ပဲနေနေတာသတိနဲ့နေတဲ့အချိန်ကဘယ်လောက်များများလို့တော့မိမိရောရောပေါ့ပေါ့ဆဆဖြစ်တယ်လို့ပဲနေကြတာဒီခန္ဓာကြီးရဲ့အကြောင်းကိုသိနေတဲ့စိတ်ဘယ်လောက်ရှိခဲ့လဲသိအောင်ကိုဘယ်လောက်ကြိုးစားခဲ့လဲကိုပြန်မေးပေါ့ပြင်ဘက်ကအရာတွေကိုပဲစိတ်ဝင်စားပြီးပြင်ဘက်ကအရာတွေနဲ့ပဲပြင်ဘက်ကအရာတွေရဲ့အပေါ်မှာပဲသိအောင်ကြိုးစားရင်းနဲ့ရအောင်ကြိုးစားရင်းနဲ့အချိန်တွေကုန်လာကြတာမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးခဲ့ဆိုတဲ့အတိုင်းပါပဲအာယုန်တွေနဲ့တွေ့တိုင်းမလိုရင်ဒေါသဖြစ်တယ်လိုရင်လောဘဖြစ်တယ်ဒါတွေနဲ့ပဲချိန်ကုန်လာဘဝဇက်ခုံပေါ်မှာလောဘဒေါသကြိုးဆွဲတိုင်းကပြရင်းနဲ့ကာကျိုးတွေဆုံးခဲ့တာပဲရှိတယ်မိမိရောပေါ်ပေါ်ဆဆရေသုံးမျောပြီးတော့နေလာကြတာအဲ့ဒီတော့အဲ့ဒီအလေးကျင့်စိုးကြီးကအကြီးအကျယ်လွှမ်းမိုးနေတယ်ဒီအလေးကျင့်စိုးကြီးရဲ့အရှင်ကအကြီးအကျယ်ရိုက်ခတ်နေတာသတိနဲ့နေတယ်ဆိုတဲ့ဒီအလေးကျင့်ကောင်းလေးကအခုမှပြုစုပြောထောင်ရတာအားကသိမ့်မရှိသေးဘူးပေါ့အဲ့ဒီတော့ဘာဖြစ်တော့သတိလေးထားလိုက်ခဏနေတော့သတိကမရှိတော့ပြန်ဘူးလွတ်သွားပြန်ပြီမိမိရောနေခဲ့ခြင်းဆိုတဲ့အလေးကျင့်စိုးကြီးကလွှမ်းမိုးနေတာကိုဒါကြောင့်ကိုယ့်ဘက်ကအားကောင်းအောင်ယုံကြည်မှုဆိုတဲ့တတ္တာခွန်အားကြိုးစားမယ်ဆိုတဲ့ဥရိယခွန်အားတတိခွန်အားတမာတိခွန်အားပညာခွန်အားဒီလိုခွန်အားတွေနဲ့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ငါတိပြီးတော့နေမယ်ဆိုတဲ့မြင့်တဲ့ဒီလုပ်ငန်းစဉ်ကြီးကိုအထောက်ကြရမှာခုဦးဇင်းတို့ပြောရတာယုတ်ကာယပိုင်းဆရာနဲ့ပတ်သက်ပြီးတော့အထောက်ပုံလေးကိုဒါအချင်းချုပ်လေးပြောလိုက်တာခံစားချက်ဝေဒနာတွေကိုဆက်ပြီးတော့သိရမှာတွေရှိတယ်နော်စိတ်ထဲမှာချမ်းသာတာတွေသို့မဟုတ်ဆင်းရဲတာတွေဘယ်လိုခံစားချက်ဝေဒနာပဲဖြစ်နေတဲ့အတိုင်းကိုသိနေရမှာအဲ့လိုပဲအတွေးတွေဖြစ်တဲ့ကောင်းတာတွေတွေးနေသလားအဆိုးတာတွေတွေးနေသလားဘာတွေတွေးနေသလဲဘယ်လိုတွေးနေသလဲအဲ့ဒီအတွေးတွေကိုလည်းပဲအမှန်တိုင်းသိနေအောင်ကြိုးစားရမှာနော်တရားထုတ်တယ်ဆိုတာဦးဇင်းတို့ခုလည်းပဲချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာနောက်မှလည်းပဲချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာတရားအထုတ်ခြင်းကြောင့်အခုလည်းပဲချမ်းသာသာနေရလိမ့်မယ်နောက်မှလည်းချမ်းသာသာနေရလိမ့်မယ်လို့ဆိုလိုတာအကျိုးကျေးဇူးအကျမ်းမြတ်နှမျိုးလို့ဆိုကြပါစို့တရားလို့ကိုအထုတ်လို့ရှိရင်အခုလည်းပဲချမ်းသာသာနေနိုင်လိမ့်မယ်နောက်မှလည်းပဲချမ်းသာသာနေနိုင်လိမ့်မယ်အခုလည်းပဲချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုယ်ခန္ဓာမှာဖြစ်နေတာတွေကိုတိနေခြင်းအပြင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုကိုရနိုင်တယ်ဖြစ်နေတာတွေပေါ်မှာသတိကပ်ထားလို့ရှိရင်ဇာကဒေါသမောဟစတဲ့ကိလေသာတွေမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာဇာကဒေါသမောဟကိလေသာတွေဖြစ်လို့မရဘူးအဲ့ဒီလိုကိလေသာအပူတွေမရှိတော့အေးချမ်းမှုဆိုတာကိုရတာကိလေသာနှိမ့်ဆက်တာကိုမခံရတော့တတ္တမှုဆိုတာကိုရတာဒါကြောင့်သတိရှိနေတဲ့လူဟာအေးချမ်းတယ်လက်တွေ့ချမ်းသာတယ်သတိမရှိဘူးဆိုရင်တော့ပူလောင်ရှုပ်ထွေးမှုတွေနဲ့နေရမှာပဲကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်တော့ဖြစ်ခဲ့တာတွေကိုတွေးမယ်မဖြစ်သေးတာတွေကိုတွေးမယ်အခုဘာတွေဖြစ်နေတယ်ဆိုတာကိုတော့မသိဘူးဖြစ်ခဲ့တာတွေတွေးနေရတာနဲ့မဖြစ်သေးတာတွေကိုတွေးနေရတာနဲ့အခုလောလောဆယ်ဘာတွေဖြစ်နေတယ်ဆိုတာကိုမသိဘူးဖြစ်ချင်နေတာတွေကိုတွေးမယ်မဖြစ်ချင်နေတာတွေကိုတွေးမယ်ကိုဖြစ်ချင်တာတွေဖြစ်မလာတဲ့ကိစ္စတွေကိုလည်းတွေးမယ်ကိုမဖြစ်ချင်တာတွေဖြစ်လာတဲ့ကိစ္စတွေကိုလည်းတွေးမိမှာပဲဒါဆိုရင်တော့စိတ်တိုင်းမကြမှုတွေမကျေနပ်မှုတွေဒီလိုဒေါသတွေနဲ့ပူလောင်နေရမှာပဲဆန့်ကျင်ဘက်အနေနဲ့ဦးဇင်းတို့စိတ်တိုင်းကြားခဲ့တာတွေကိုလည်းတွေးမိမယ်အဲ့လိုစိတ်တိုင်းကြားခဲ့တာတွေတွေးမိမယ်ဆိုရင်တော့မမောမှုတွေဆွဲလန်းမှုတွေနဲ့ဒါညှဉ်းနှွမ်းရမှာဒါကြောင့်သတိရှိမနေဘူးဆိုရင်တော့ကောင်းကိုမကောင်းနောက်တစ်ခုကသတိရှိနေခြင်းအပြင်အတိအမြင်တွေမြင်မှလာပြီးတော့နောက်တစ်ချိန်မှာတွေ့ရမယ့်အစင်မပြေမှုတွေကိုရင်ဆိုင်နိုင်လိမ့်မယ်နော်သတိရှိခြင်းအပြင်နောက်မှချမ်းသာလိမ့်မယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အခုဒါပြောနေတာပါနော်အစင်မပြေမှုတွေကိုရင်ဆိုင်ရတဲ့အစွမ်းရင်ဆိုင်နိုင်တဲ့အစွမ်းတတ္တိဆိုတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာမှာပဲရှိတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာဆိုတာကလည်းပဲဒီခန္ဓာရဲ့သဘာဝတွေရဲ့ပုံမှာဖြစ်တိုင်းသတိထားပြီးတော့နေမှသာလျှင်ရနိုင်တာစဉ်းစားကြည့်နော်ဘဝဆိုတာအစင်မပြေမှုတွေတစ်ခုပြီးတစ်ခုတွေ့နေရတဲ့သဘောရှိတယ်အစင်မပြေမှုတွေကရှေ့ကစီးကြိုနေကြတာအသိဉာဏ်နဲ့လို့ကံမကောင်းလို့တွေ့ရတဲ့အစင်မပြေမှုတွေဆိုတော့အသာထားလိုက်အောင်လူတိုင်းတွေ့ရမယ့်အစင်မပြေမှုတွေကိုစဉ်းစားကြည့်။ပတ်စံရှိမရှိပညာတတ်မတတ်အတိုင်းဝိုင်းကောင်းမကောင်း
လူတိုင်းတွေ့ရမယ့်ဒုက္ခတွေဆိုတာရှိတယ်ပါတယ်လေစဉ်းစားကြည့်ပါအိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှုလို့အဘိနာတုံမှာမြတ်စွာဘုရားဟောခဲ့တဲ့အိုမှုနာမှုတေမှုကွဲကွာမှုတွေကိုပြောတာဘဝရဲ့လို့ရလိုက်အိုရလိမ့်မယ်နာရလိမ့်မယ်တေးရလိမ့်မယ်အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာကြရလိမ့်မယ်ရှင်းတော့ကကိုပြုခဲ့တဲ့ကံတရားတွေရဲ့အကျိုးဆက်တွေကိုလည်းပဲခံရမှာပဲစဉ်းစားကြည့်ဘဝမှာနုပြုမှုတွေဆိုတာကိုအကြာကြီးရတာမဟုတ်ခဏနဲ့အိုးသွားကြတာပဲကျမ်းမာမှုတွေလည်းအကြာကြီးရနေတာမဟုတ်နာကျင်မှုတွေခံခဲ့မှုတွေဆိုတာတွေ့ကြရတာပဲအကြောင်းမျိုးမျိုးကြောင့်အဲ့လိုပဲဘဝမှာနေနေကြရတယ်ဆိုတာအကြာကြီးနေနေကြရတာမဟုတ်မကြခင်ပဲသိကြရမှာဒါပေမဲ့လူတွေကအကြာကြီးနေနေကြရလိမ့်မယ်လို့တွေးထားကြတာဘဝကိုအခိုင်အမာသဘောထားပြီးတော့နေနေကြတာပျက်စီးမဲ့အရေးကိုကောင်းတဲ့ကိုမထည့်ဘူးမိမိမောမောနေနေကြတာပါပဲဘာပဲပြောပြောအကြာကြီးမနေကြရတာတော့သိကြတယ်မကြခင်မှာပဲသိကြရမယ်အဲ့လိုသိပြီးဆိုတာနဲ့ကိုယ်ပဲသိသိသူပဲသိသိဒါကွဲကွာသွားကြရောခွဲခွာသွားကြရတာပဲဒါဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်သဘာဝကြီးပဲအလွန်လဲထင်ရှားတယ်အလွန်ထင်ရှားပေမဲ့လို့တတိမမှုဂူမမြင်ဆိုတဲ့အတိုင်းပဲတတိမရှိပဲမိမိရောရောပေါ့ပေါ့ဆဆဖြစ်တယ်လို့နေနေကြတော့ဒီထင်ရှားတာကြီးကိုပဲမသိနိုင်အောင်ဖြစ်နေတွေ့လာတော့မှမျက်ပြူးဆံများနဲ့အထူးဆန်းဖြစ်ပြီးတုန်လှုပ်ကြတဲ့ငိုကြွေးကြတဲ့နော်မခံနိုင်ကြဘူးဆင်းရဲကြတကယ်လို့သာဘဝရဲ့ဖြစ်စဉ်ကိုမှန်မှန်ကန်ကန်သိထားမယ်ဆိုရင်အဲ့ဒါလို့ဆင်းရဲတဲ့အကြောင်းမရှိဘူးခန္ဓာရဲ့ပုံမှာသတိထားနေခြင်းအပြင်နော်ဒီခန္ဓာရဲ့အကျဉ်းချင်းခါကသိနေရတဲ့သဘောကိုသိနေရတဲ့သဘောကိုသိနိုင်ဖြစ်လာတဲ့သဘာဝတွေဘယ်သဘာဝမှတည်မြဲနေခွင့်မရှိဘူးဆိုတာကိုသိနိုင်တယ်တဘောဝထဲမှာကိုပဲအခါခါသိနေရတဲ့အဖြစ်ကိုသာဦးဇင်းတို့တကယ်ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုလို့ရှိရင်တဘောဝတစ်ခါသိရတဲ့အသေးကိုရင်မဆိုင်နိုင်တဲ့အကြောင်းမရှိဘူးနော်တဘောဝထဲမှာကိုပဲအခါခါသိနေရတဲ့အဖြစ်ကိုသာတကယ်သိလို့ရှိရင်တကယ်သိနေမယ်ဆိုရင်တဘောဝတစ်ခါသိရတဲ့အသေးကိုကောင်းကောင်းရင်ဆိုင်နိုင်မှာပဲအဲ့ဒါလို့ရင်ဆိုင်နိုင်တဲ့အသည့်နော်ရင်ဆိုင်နိုင်တဲ့ဉာဏ်နေဆိုတာလည်းပဲဒီခန္ဓာရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရပြီးတော့တိနေတယ်ဆိုတော့နော်တတိထားတဲ့လုပ်ငန်းစဉ်ကိုကြိုးစားမှပဲဒီအတိဒီဉာဏ်တွေကိုရနိုင်တယ်အဲ့ဒီအတိအဲ့ဒီဉာဏ်တွေကိုရမှလည်းပဲဘဝဒုက္ခတွေကိုရင်ဆိုင်နိုင်မှာဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဟောထားတာလေးတစ်ခုရှိတယ်။အိုမှုနာမှုတွေကြုံလာပြီဆိုလို့ရှိရင်သူတော်ကောင်းတရားကိုကျင့်သုံးဖို့မလွယ်ဘူးလို့အဲ့လိုအမိန့်ရှိတယ်။ဇိနေနာခောပနာတရာယအဘိပုဒေနနတုကရံဗုဒ္ဓနာသာသနာမနတိကတုံးတဲ့အဓိပ္ပာယ်ကဘာပြောတော့အသက်ကြီးလာလို့အိုးလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုနှလုံးသွင်းဖို့မလွယ်ကူဘူးတဲ့နော်မလွယ်ကူဘူးလို့ပြောတာမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးမလွယ်ဘူးဆိုရင်တော့ခက်တာပေါ့အဲ့လိုပဲဦးဇင်းတို့ဗျာဒိတေနခောပနာဗျာဒိနာအဘိပုဒေနနတုကရံဗုဒ္ဓနာသာသနာမနတိကတုံးတဲ့အသက်ကြီးလာလို့ပဲဖြစ်ဖြစ်ကျမ်းမာရေးဖောက်ပြန်လို့ပဲဖြစ်ဖြစ်နာကျင်ခံခက်မှုတွေကြုံလာပြီဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုနှလုံးသွင်းဖို့မလွယ်ကူဘူးလို့အဓိပ္ပာယ်ရတယ်ဒီတော့ဘာလဲဒီအဓိပ္ပာယ်လေးတွေကသူတော်ကောင်းတရားဆိုတာမအိုခင်မနာခင်ပဲအားထုတ်လို့ကောင်းတာအိုးလာပြီနားလာပြီဆိုရင်အားထုတ်ဖို့မလွယ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲနောက်တစ်ချက်ဟောတာလေပိုးတော်စိတ်ဝင်စားတဲ့အကောင်းသေးတယ်ယေနဟံဓမ္မေနတမ္မနာကတော့ဇိနကောပိဖာတုံဝိရိတမိတဲ့အဓိပ္ပာယ်ကဘာပြောတော့ငါဟာသူတော်ကောင်းတရားနဲ့သာပြည့်စုံရင်အိုးလာတော့လည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတဲ့အတွေးနဲ့သူတော်ကောင်းတရားကိုအထောက်ရမယ်တဲ့သူတော်ကောင်းတရားသာတကယ်ရှိထားမယ်ဆိုရင်အိုလာတဲ့အခါမှာဖြစ်လာမယ်အစင်မပြေမှုတွေကိုသာသာလေးကျော်လွှားသွားနိုင်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်သူတော်ကောင်းတရားသာရှိမယ်ဆိုရင်အိုးလာတော့လည်းပဲချမ်းသာတယ်လို့အဓိပ္ပာယ်ဆိုလိုတာနော်ဘယ်တော့အားရစရာကောင်းစဉ်းစားကြည့်နောက်တစ်ခါမှပြောတော့ယေနဟဓမ္မေနတမ္မနာကတော့ဗျာတိတောပိဖာတုံဝိရိတမိတဲ့ငါဟာသူတော်ကောင်းတရားနဲ့သာပြည့်စုံရင်နာလာတဲ့အခါမှာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတဲ့အတွေးနဲ့လည်းပဲသူတော်ကောင်းတရားကိုအထောက်ရမယ်တဲ့သူတော်ကောင်းတရားနဲ့သာပြည့်စုံတဲ့ပုဂ္ဂိုလ်နော်သူတော်ကောင်းတရားနဲ့သာပြည့်စုံမယ်ဆိုရင်နာကျင်ခံခက်မှုတွေဖြစ်လာတဲ့အခါမှာတော့ချမ်းချမ်းသာသာနေနိုင်မယ်နားနေတော့လည်းပဲချမ်းသာတယ်ပေါ့အဲ့ဒီချက်တွေကိုကြည့်လို့ရှိရင်သူတော်ကောင်းတရားအလွန်မှအားကိုးစရာကောင်းတယ်ဆိုတာထင်ရှားတယ်အဲ့တော့အခုဦးဇင်းတို့ပြောခဲ့တဲ့အဆုံးအမလေးတွေကိုသိချပြန်စဉ်းစားကြည့်အိုမှုနာမှုကြုံလာရင်မြတ်စွာဘုရားအဆုံးအမကိုနှလုံးသွင်းဖို့မလွယ်ဘူးဆိုတဲ့အချက်
ဥမှုနာမှုကြုံလာတော့လည်းပဲသူတော်ကောင်းတရားသာရှိရင်ချမ်းသာစွာနေနိုင်မယ်ဆိုတဲ့အချက်ဒီနှစ်ချက်ပေါ့အဲ့ဒီနှစ်ချက်ထဲကပထမတစ်ချက်ဖြစ်တဲ့ဥမှုနာမှုကြုံလာရင်မြတ်စွာဘုရားရဲ့ဆုံးမကိုနှလုံးသွင်းမှုမလွယ်ဘူးဆိုတဲ့အချက်ကိုစဉ်းစားရင်းဖြင့်နော်အလွန်မြင့်မြတ်တဲ့အတွေးမှန်တွေကိုရနိုင်မအိုမနာသေးတဲ့အရွယ်မှာပဲကောင်းမွန်တဲ့အခွင့်အရေးရှိတာအိုပြီးနာပြီးဆိုရင်အခွင့်အရေးကနေပါသွားပြီဒါကြောင့်ကောင်းမွန်တဲ့အခွင့်အရေးလေးရနေတော့မှအသုံးချလိုက်ဖို့အရေးကြီးတယ်ဆိုတဲ့အတွေးမှန်ကိုရနိုင်တယ်ဒါပထမချက်ကိုစဉ်းစားရနိုင်တဲ့အတွေးမှန်ပေါ့ဒုတိယဦးဇင်းတို့အိုမှုနာမှုကြုံလာတော့လည်းပဲသူတော်ကောင်းတရားရှိရင်ချမ်းသာစွာနေနိုင်တယ်ဆိုတဲ့ဒီချက်ကိုစဉ်းစားကြည့်နော်တရားအထုတ်ခြင်းဟာတစ်ချိန်မှာသေချာပေါက်တွေ့ရမယ့်ဒုက္ခတွေအစင်မပြေမှုတွေအတွက်အကောင်းဆုံးပြင်ဆင်နေခြင်းဖြစ်တယ်လို့လည်းသဘောပေါက်သွားမှာတရားသာအထုတ်မထားဘူးဆိုရင်တော့အနာဂတ်ဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာသေချာပေါက်ကြာရှုံးမှာပဲလို့လည်းပဲနားလည်သွားနိုင်တယ်ဒါကြောင့်အဲ့ဒီအချက်ကလေးနှစ်ချက်ကိုအသေးချာလေးစဉ်းစားကြည့်တယ်အဲ့ဒီအချက်နဲ့ချက်တွေကနောက်အချက်ဖြစ်တဲ့သူတော်ကောင်းတရားသာရှိရင်အိုမှုနာမှုကြုံလာတဲ့အချိန်မှာချမ်းသာစွာနေနိုင်တယ်ဆိုတဲ့ဒီအချက်လေးကိုအခြေခံပြီးနောက်တစ်ခုလောက်ထပ်ပြီးတော့စဉ်းစားကြည့်ပါဦး။အိုဒုက္ခနာဒုက္ခဆိုတာဘုရားယန္တာသူတော်ကောင်းကြီးတွေလည်းတွေ့ကြရတာပဲ။အသိဉာဏ်မရှိတဲ့ပုထုဇဉ်လူမိုက်တွေလည်းတွေ့ကြရတာပဲ။ဘယ်သူမှရှောင်လို့မရဘူး။အလုံးတွေ့ကြရတာ။တွေ့ကြရတာချင်းတူပေမလို့ရင်ဆိုင်ပုံချင်းမတူဘူး။နားလည်ပုံချင်းမတူဘူး။ရင်ဆိုင်တတ်တော့ချမ်းသာတယ်ရင်မဆိုင်တတ်တော့ဆင်းရဲတယ်။နားလည်နေတော့ချမ်းသာတယ်နားမလည်တော့ဆင်းရဲတယ်။နားလေတယ်နားမလေဘူးဆိုတာလည်းပဲစစ်မှန်တဲ့အသိဉာဏ်ရှိတာမရှိတာကိုဆိုလိုတာနော်ဆင်းရဲဒုက္ခနဲ့တွေ့တော့လည်းပဲအသိဉာဏ်ရှိတော့မဆင်းရဲဘူးဆင်းရဲဒုက္ခနဲ့တွေ့လာတဲ့ခါမှာအသိဉာဏ်မရှိရင်တော့အကြီးအကျယ်ဆင်းလဲရလိမ့်မယ်ဒါကိုအခြေခံပြီးတော့အများကြီးစဉ်းစားကြည့်နော်အစင်မပြေမှုတွေလောကရန်တွေဒုက္ခတွေဒါတွေလူတိုင်းတွေ့ကြရတာဘဝရလာရင်ဘဝရဲ့ဒုက္ခတွေဆိုတာတွေ့ကြရတာပဲတွေ့ကြရတာကတော့တယောက်နဲ့တယောက်သိမ့်မထူးလားနော်အပေါ်ရောက်တော့ပဲထူးမယ်လို့ထင်ရတယ်ဒုက္ခတွေ့ကြတာချင်းတူပေမဲ့လို့ရင်ဆိုင်ကြပုံချင်းနားလည်ကြပုံချင်းဖြတ်တန်းကြပုံချင်းမတူဘူးသူတော်ကောင်းတရားသိတဲ့လူရဲ့ရင်ဆိုင်ပုံကတစ်မျိုးသူတော်ကောင်းတရားမသိတဲ့လူရဲ့ရင်ဆိုင်ပုံကတစ်မျိုးသူတော်ကောင်းတရားကိုသာတကယ်သိရင်ဒုက္ခတွေတွေ့လာတဲ့အခါမှာအကောင်းဆုံးရင်ဆိုင်နိုင်မှာပဲချမ်းချမ်းသာသာပဲရှိနေမှာပဲဒါကြောင့်လောကကြီးမှာသူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်လောက်အားကိုးလိုက်တာတန်ဖိုးရှိတာတခြားဘာမှမရှိဘူးအခုအဲ့ဒီအသိဉာဏ်ကိုရအောင်လို့ကြိုးစားနေကြစစ်မှန်တဲ့အာကိုရာကိုရှာနေကြတာတန်ဖိုးအကြီးဆုံးရာကိုရှာနေကြတာအဲ့လိုမှန်မှန်ကန်ကန်နားလည်ပြီးတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်အမှန်တိုင်းတိနေမယ်လို့ဆိုတဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကြီးကိုကြိုးစားအထောက်ကြဖို့လိုတယ်ဒီလုပ်ငန်းစဉ်ရဲ့တန်ဖိုးကြီးပုံကိုယုံကြည်မှုခိုင်ခိုင်မြဲမြဲနဲ့ဒီလုပ်ငန်းစဉ်ကိုအလွန်ထက်သန်တဲ့လုံလဝိရိယနဲ့ကိုယ်ခန္ဓာမှာသတိထားခြင်းဆိုတဲ့ဒီအမွန်မြတ်ဆုံးသူတော်ကောင်းအလုပ်ကြီးကိုကြိုးစားကြရမှာ